Elon Musk က Wii Robot ပွဲမှာဘာတွေမိတ်ဆက်သွားတယ်လဲ Tesla Humanoid Robot တွေရဲ့တိုးတက်လာတဲ့စွမ်းဆောင်ရည်တွေ Steering wheel တောင်မပါတဲ့ Cybercat ရဲ့ရည်ရွယ်ချက်စတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုထဲမှာရှင်းပြပေးထားပါတယ်။ Okay, Sky Hypertech ကနေကြိုဆိုပါတယ်။ Tesla ရဲ့ Humanoid Optimus တွေကို2021ခုနှစ်မှာပထမမျိုးဆက်2023ဒီဇင်ဘာလမှာဒုတိယမျိုးဆက်ကိုမိတ်ဆက်ခဲ့ပြီး2024အောက်တိုဘာလ10ရက်နေ့မှာတော့ကယ်လီဖိုးနီးယားပြည်နယ်ဘာဘန်းရှိ Warner Bros Studio မှာကျင်းပတဲ့ Wii Robot ဆိုတဲ့အခမ်းအနားမှာတတိယမျိုးဆက်ဖြစ်တဲ့ Tesla Optimus Gen 3ကိုမိတ်ဆက်ခဲ့ပါတယ်။ Elon Musk က Last Party ဆိုပြီးပြောလိုက်တာနဲ့မှန်ပုံထဲကစက်ရုပ်တွေကပါတီပွဲကိုဦးဆောင်ပြီးကပြဖျော်ဖြေကြပါတယ်။လမ်းလျှောက်ထွက်လာတဲ့စက်ရုပ်တချို့ကလူတွေကြားမှာစကားပြောတာဂိမ်းကစားတာဘာမှကော့တေးဖျော်ပေးတာနဲ့မုတ်တုတ်တွေကိုညင်တတာကန်ပြီးမုံတွေဝေပေးနေကြပါတယ်။အမှန်တော့ဒီပွဲကCybercat ကိုအဓိကထားပြီးမိတ်ဆက်ထားတဲ့ပွဲပါ။ Cybercat ကလူနှစ်ဦးပဲစီးလို့ရပြီးတော့ FSD စနစ်ကိုအပြည့်အသုံးချထားတာပါ။လူကိုယ်တိုင်မောင်းနှင်ဖို့ steering, lever နဲ့ gear တွေလုံးဝမပါဝင်ပါဘူး။အထဲမှာတော့ Smart TV တစ်လုံးရှိပြီးကိုယ်သွားချင်တဲ့နေရာကိုသတ်မှတ်ပေးလိုက်ရုံပါပဲ။ဖုန်းသုံးရင် TV ကြည့်ရင်အလုပ်လုပ်ရင်းနဲ့စီးနိုင်တဲ့အပြင်အိပ်ပြီးလိုက်သွားရင်တော့မှကိုယ်သွားချင်တဲ့နေရာကိုအတိအကျပို့ဆောင်ပေးမှာပါ။စင်ဆာတွေနဲ့ကင်မရာတွေကိုအဓိကထားသုံးပြီးရလာတဲ့လမ်းခြေနေရင်ကြောခြေနေတွေကို FSD ကတွက်ဆပြီးမောင်းနေပေးတာဖြစ်ပါတယ်။ Cybercat ကိုနာဂတ်မှာတည်ယူပို့ဆောင်ရေးယာဉ်တွေအဖြစ်အဓိကကြီးရွယ်ထားပြီးတော့ Robo Taxi လို့လည်းခေါ်ဆိုနိုင်ပါတယ်။ Robo Van ရဲ့မောင်းနှင်မှုစနစ်ကလည်း Cybercat နဲ့နေတူဖြစ်ပြီးလူဦးရေ10လောက်ထိတိုက်ပါစီးနှင်းနိုင်ပါတယ်။ဒီကားတွေကိုအမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Giga Texas စက်ရုံမှာထုတ်လုပ်မယ်လို့သိရပါတယ်။ဒီတော့ Optimus Gen 3အကြောင်းဆက်သွားလိုက်ရအောင်။အရင်တုန်းကစက်ရုပ်တွေဆိုတာအန်ရရှိတဲ့စက်မှုလုပ်ငန်းတွေမှာအသုံးများပြီးတော့ထည့်ပေးထားတဲ့ program အတိုင်းပုံသေးလုပ်ငန်းတစ်ခုတည်းကိုပဲထက်ကလုပ်တတ်ကြပါတယ်။ Optimus က Humanoid Robot ဆိုတဲ့လူသားပုံစံတူစက်ရုပ်တစ်ရုပ်ဖြစ်တာနဲ့အညီသူ့ရဲ့ကိုယ်တိုင်သင်ယူနားလည်နိုင်မှုအမိန့်နာခံမှုစွမ်းရည်တွေကြောင့်အိမ်မှာမိသားစုဝင်တယောက်လိုရှိလိမ့်မယ်လို့ Elon Musk ကပြောထားပါတယ်။သူ့ကိုအပင်ကြီးလောင်းတာကစလို့တန်ရှင်းရေးချက်ပြုတ်ရေးကလေးခိန်းတာတွေနဲ့ခွေးချောင်းထွက်တာတွေစတဲ့အိမ်မှုကိစ္စတွေအတွက်အဓိကကြီးရွယ်ပြီးထုတ်လုပ်ထားတာပါ။ဒီ Optimus Robot တွေကအရက်9ပေ8လက်မနဲ့4ချိန်58ကီလိုဂရမ်ရှိပါတယ်။ကိုယ်ရယ်ပိုင်းကိုတော့အလူမီနီယမ်စတီးကာဗွန်ဖိုင်ဘာတွေနဲ့ဖွဲ့စည်းထားပါတယ်။ဦးခေါင်းထဲမှာ Autopilot ကင်မရာ10လုံးပါရှိပြီးတော့ဦးခေါင်းနဲ့ကိုယ်ရယ်ထဲမှာ Tesla ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ NPU chips ပြားနဲ့ FSD စနစ်တွေပါဝင်ပါတယ်။အာရုံခံမှုစွမ်းရည်မြင့်မားတဲ့စင်ဆာတွေအများပြားကိုလည်းကိုယ်ရယ်အပြင်လက်ချောင်းတစ်ချောင်းချင်းစီမှာပါအသေးစိတ်တက်ဆင်ထားပါတယ်။2024နိုဝင်ဘာ28ရက်မှာ Optimus ရဲ့ဘုံလုံးဖတ်နိုင်တဲ့စွမ်းရည်ကိုပြသတဲ့ဗီဒီယိုကို X မှာတင်ခဲ့ပါတယ်။ဗီဒီယိုထဲမှာညာဘက်လက်ကအောက်တိုဘာ10ရက်နေ့ပြသခဲ့တဲ့ပွဲတွေကအတိုင်း11 degree of freedom ရှိသေးတဲ့လက်ဖြစ်ပြီးဘယ်ဘက်လက်ကတော့22 degree of freedom ရှိတဲ့ actuator ပိုကောင်းတဲ့လက်အသစ်ဖြစ်ပါတယ်။ဒီလက်အသစ်ကို Wii Robot ပွဲမှာတော့လည်းနမူနာပြသထားပါတယ်။ Optimus ကို Lithium ion battery 2.3 kWh 52 volt ကိုတက်ဆင်ထားတာဖြစ်ပြီး auto charging လည်းပါဝင်တာဖြစ်လို့အားနည်းသွားရင်လည်း Optimus ကသူ့ဘာသာအားပြန်သွင်းနိုင်ပါတယ်။ Optimus ဆိုတာတာမန်စက်မှုလုပ်ငန်းသုံးစက်ရုပ်တရုပ်မဟုတ်ပဲကိုယ်တိုင်သင်ယူနိုင်စွမ်းရှိပြီး Full Self Driving FSD စနစ်ကိုသုံးပြီးသွားလာနိုင်တာဖြစ်ပါတယ်။ခြေလက်လှုပ်ရှားမှုတွေကိုတော့ actuator တွေကအလုပ်ဆောင်ပေးပါတယ်။ FSD ကိုအခြား Tesla ကားတွေမှာလည်းအများပြားတွေ့ကြရပြီးပါပြီ။ဒါပေမဲ့အခုမျိုးဆက်သစ်ဖြစ်တဲ့ Optimus မှာတော့လူတစ်ယောက်ရဲ့အသိဉာဏ်တန်လှုပ်ဆောင်နိုင်စေတဲ့ NPU နဲ့ FSD ကိုပေါင်းပြီးလူတစ်ယောက်လိုမျိုးပြောဆိုသွားလာစေတာဖြစ်ပါတယ်။ဒါပေမဲ့အချို့သတင်းတွေမှာတော့ robot တွေကအပြည့်အဝအလိုလျောက်စနစ်နဲ့လဲပတ်နိုင်တာမျိုးမဟုတ်သေးပဲလူထိန်းချုပ်မှုပါနေသေးတယ်ဆိုပြီးဝေဖန်မှုတွေလည်းရှိနေပါတယ်။ဘလို့ပဲဝေဖန်မှုတွေရှိနေပေမဲ့လည်းအမှန်တော့ဒါဟာသဘာဝကျပါတယ်။ Elon Musk ရဲ့ဖန်တီးမှုတွေကကျွန်တော်တို့ကြည့်ဘူးတဲ့ robot ရုပ်ရှင်ဇာတ်ကားတွေကလိုပဲလူသားတွေအတွက်ကောင်းကျိုးအများစုရှိနေပေမဲ့ထိန်းချုပ်မှုမရှိပဲလူသားတွေထက်စွမ်းဆောင်ရည်လွန်ကဲသွားရင်လည်းအန္တရာယ်ရှိလာနိုင်ပါတယ်။ Optimus Gen 3စက်ရုပ်တွေမှာ Tesla ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ AI chip တွေကိုအသုံးပြုထားပါတယ်။ chip တွေက Neural Network Processing Unit NPU တွေဖြစ်ပါတယ်။ဒီနေရာမှာ NPU ဆိုတာ AI နဲ့ Deep Learning Algorithm တွေကိုအဓိကလှုပ်ဆောင်နိုင်တာဖြစ်ပြီးလှုပ်ရှားမှုတွေကိုထိန်းချုပ်ဖို့နဲ့သင်ယူမှုတွေကိုနှိမ့်မြန်စွာပြုလုပ်နိုင်စေပါတယ်။ဒီ chip တွေဟာ
real time processing နဲ့ machine learning algorithm တွေကိုအသုံးပြုပြီးစက်ရုပ်တွေရဲ့လှုပ်ရှားမှုတွေကိုအဓိကထိန်းချုပ်ပေးပါတယ်။ Optimus စက်ရုပ်တွေရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်ဖို့အတွက် gyroscope, accelerometer, force sensor, camera နဲ့ LiDAR စတဲ့ sensor တွေခြေလက်ခန္ဓာကိုယ်တွေလှုပ်ရှားဖို့ actuator ခေါ်လျှက်စစ်မော်တာအသေးစားတွေစက်ရုပ်တွေရဲ့လှုပ်ရှားမှုတွေညင်ညင်သာသာနဲ့မှန်ကန်တိကျစွာလုပ်နိုင်ဖို့ကို control algorithm ကချိန်ဆပေးပြီးတော့ပတ်ဝန်းကျင်အခြေအနေကိုနားလည်ပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့ကို machine learning နဲ့ deep learning နည်းပညာတွေကိုအသုံးပြုထားပါတယ်။လူတွေနဲ့စကားပြောနိုင်ဖို့ကိုလည်း natural language processing NLP ကိုအသုံးပြုထားပါတယ်။အနာဂတ်မှာတော့ဒီစက်ရုပ်တွေဟာပုံမထိရောက်တဲ့ AI ချစ်တွေပုံမတိကျတဲ့ sensor တွေပုံမကောင်းမွန်တဲ့ algorithm နဲ့အတူထပ်မံတိုးတက်လာအောင်မှာသိကြပါတယ်။ Tesla Optimus Gen စက်ရုပ်တွေကို2026ခုနှစ်မှာစတင်ထုတ်လုပ်ပြီးဈေးကွက်ထဲဖြန့်ချိဖို့ရည်မှန်းထားပါတယ်။ဒီစက်ရုပ်တွေရဲ့ရောင်းဈေးကဒေါ်လာ2000ကနေ3000ကျပ်တန်ဖိုးရှိပါတယ်။ဒါဟာကုမ္ပဏီရဲ့အကြီးမားဆုံးထုတ်ကုန်ဖြစ်လာနိုင်ပြီးကမ္ဘာပေါ်ရှိလူသား8ဘီလီယံသလုံးကဒီ Optimus စက်ရုပ်တွေကိုလိုချင်လာလိမ့်မယ်လို့ Elon Musk ကပြောထားပါတယ်။ Optimus တွေကကမ္ဘာကြီးကိုရခင်ထက်ပုံမပြောင်းလဲပေးနိုင်လိမ့်မယ်လို့လည်း Elon Musk ကယုံကြည်နေပါတယ်။ AI နည်းပညာနဲ့အတူ humanoid robot တွေရဲ့တိုးတက်မှုကကျွန်တော်တို့လူသားကမ္ဘာကြီးကိုဘယ်လောက်ထိပြောင်းလဲလာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရပါဦးမယ်။ Optimus စက်ရုပ်တွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာမျှဝေပေးကြပါ။အခုလို AI ဆိုင်ရာအကြောင်းအရာတွေနည်းပညာအကြောင်းအရာတွေကိုစိတ်ဝင်စားရင်ဆိုရင် Deskai Hypertext ကို subscribe လုပ်ပေးကြပါ။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။